ဒီနေ့ဟာဗမာတိုင်းလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်နှစ်90မြောက်မွေးနေ့ဖြစ်တဲ့အတွက်ကွန်ပျူတာအဖြစ်ဘာနည်းနည်းပြောပြရစီကျွန်တော်ဟာကျောင်းသား1988ခုနှစ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တယောက်ဖြစ်ခဲ့သလို1992ခုနှစ်မှာလဲကျောင်းသားသမဂ္ဂကိုပြန်လည်ဖွဲ့စည်းဖို့ကြိုးစားရင်းနဲ့10နှစ်ကြာခံခဲ့တဲ့ကျောင်းသားတယောက်ဖြစ်တယ်။ဒါကြောင့်မလို့ဒီနေ့ကြာရောက်တဲ့နှစ်90မြောက်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်မွေးနေ့ကိုဂုဏ်ပြုစကားပြောပြရစီ။ထို့အတူခေတ်ဆက်ပေါက်ခဲ့တဲ့ကျောင်းသားသမဂ္ဂလှုပ်ရှားမှုတွေရဲ့အချင်းလေးတွေကိုလည်းဒီမှာတစ်ခါတည်းတင်ပြစီ။အားလုံးတင်ပြခြင်းနဲ့အချင်းလေးရတော့ကျောင်းသားသမဂ္ဂတခြင်းမှာပဲ1936 1938ဒုတိယကျောင်းသားတပိတ်ကာလကျောင်းသားလှုပ်ရှားမှုမှာကိုအောင်ဆန်းတို့ဦးဆောင်ခဲ့တဲ့ကိုပါဟင်းတို့ဦးဆောင်ခဲ့တဲ့ကိုနုတို့ဦးဆောင်ခဲ့တဲ့ကျောင်းသားသမဂ္ဂခေတ်ကာလတခြင်းအဲ့တခြင်းကတော့ပရိသေရိအရေးတွေလွှမ်းမိုးစေကာလဖြစ်တဲ့အတွက်တခြင်းရဲ့ထူးခြားချက်ကလေးကိုနားဆင်ကြည့်ကြပါဒီတခြင်းလေးကကြားတော့ကြားရခဲ့တခြင်းဖြစ်ပါတယ်ဗမာသာဒီချင်းတို့သာဗမာပြည်မဟာသာဒီမင်းမမြို့တွေစီရီတပါတာရှိနေ၍အာနာပိုင်နေသည်သာဗမာပြည်ပြည်ရဲ့စိတ်မကြီးတိုင်းပါဒီတော်ဒီနိုင်ငံလေးတို့သာဝါကတော်ရရဲ့ဗမာပြည်တို့ရဲ့ကြသည်အယောင်သေးဟာချင်းကတော့ပရိသေရိခေလွန်မြန်မာလူလက်ရေးကျိုးပန်းစဉ်ကာလကျောင်းသားတွေရဲ့နိုင်ငံရေးတက်ကြွမှုပညာတတ်လူငယ်တွေရဲ့နိုင်ငံရေးတက်ကြတဲ့အချိန်အဲ့ဒီအချိန်အဲ့ကာလမှာဗမာတွေဂျားထဲမှာခင်မီတိုးတက်တဲ့လူငယ်တစုရဲ့ဗမာလူလက်ရေးကိုမျှော်မှန်းပြီးတော့တီဆိုဆက်ဆိုထားတဲ့ဒီတခြင်းဟာရှေ့ပရိသေရိရိတ်တွေကိုပြန်ဖော်ကျူပြီးဗမာဇာတိမှန်ကိုဖော်ပြတဲ့တခြင်းဖြစ်တယ်အဲ့လိုပဲခေတ်ဆက်ဘဂဒရဲ့လှုပ်ရှားမှုဘဂဒရဲ့တမိုင်းမှာပါဝင်မှုဒီဟာလည်းအစစ်အစစ်ပြောင်းလဲသွားတယ်1962ခုနှစ်လွတ်လပ်ရေးရပြီးကာလကျောင်းသားသမဂ္ဂလှုပ်ရှားမှု1948ကနေပြီးတော့1962ခုနှစ်တွင်ကာလမှာဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂရဲ့လှုပ်ရှားမှုရဲ့အခြေအနေတွေဟာပြောင်းလဲသွားတယ်။ပြည်သူလူထုရဲ့နဲ့တိုင်းပြည်ရဲ့လိုအပ်ချက်ဒမန်းတွေတောင်းဆိုမှုတွေကလည်းပြောင်းလဲသွားတယ်။ဒီပြောင်းလဲမှုပေါ်မူတည်ပြီးတော့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂရဲ့ကြိုးစားဆောင်ရွက်မှုဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂရဲ့နိုင်ငံရေးဥတီချက်ကျောင်းသားတွေကိုနဲ့ပြည်သူလူထုကိုစီယုံချက်ဒီကိုမူတည်ပြီးတော့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂဘာရွေချက်နဲ့ဖွဲ့စည်းကြပြီးဘာရွေချက်နဲ့ဆက်လက်အသက်ရှင်နေတယ်ဆိုတာကိုဖော်ကျူတဲ့ဒီဗမာနိုင်ငံလုံးဆိုင်ဒီကျောင်းသားသမဂ္ဂတခြင်းလေးကိုပြန်နားထောင်ကြည့်ရင်
တွေ့ရမှာဖြစ်တယ်ဒါကြောင့်မလို့ဒီသချင်းလေးကိုနားထောင်ကြည့်ကြပါငါတို့ကျောင်းသားပေါင်းစီလို့ရမည်မြို့သားရေးကိုကြိုးကိုဘူးကြီးဒီမိုကရေစီပြည်ဝရေးရည်ဝိသုဒ္ဓဝကေလူမီThank you.